ယောင်တူတယ်ဒါပေမဲ့ပုံစံလုံးဝမတူခက်ရှည်တော့တူတယ်ပုံစံတွေလုံးဝမတူပါဘူးမေသူတစ်ထည့်ချင်းကိုအသေးစိတ်လေးပြပေးပါမယ်ရှင်ကိုလိုချင်တဲ့ပုံလေးကို screenshot ရိုက်ပြီးမှလာပြီးတော့မှာပါမေသူတစ်ထည့်ချင်းပြပေးပါမယ်ရှင်ပထမဆုံးအထည်ရဲ့အားကချက်လေးတွေလည်းမေသူပြပေးပါမယ်ရှင်ပထမဆုံးအထည်လေးကကြတော့သူ့ရဲ့အိတ်ကပ်မှာဒီလိုမျိုးစာတန်းလေးပါပါတယ်ရှင်ပြီးရင်ကျယ်အသီးကကြတော့တကယ်တမ်းကြတော့အပေါက်တစ်ပေါက်ထည့်ရပဲတက်ရမှာပါဒီကောင်လေးကကြတော့အယောင်ပြထားတာအဝေးကလှမ်းကြည့်တယ်ဆိုလို့ရှိရင်ကျယ်အသီးနှလုံးလေးပါတဲ့ပုံစံမျိုးလေးဖြစ်ပါတယ်ရှင်သူကရင်ဘက်မှာဒီပုံစံမျိုးလေးပါမယ်ဒီမှာအိတ်ကပ်ပုံစံကဒါလေးလက်မှာတော့ဘာမှမပါဘူးပေါ့နော်နောက်ကျောကကြည့်ရဲဆိုလို့ရှိရင်ဒီပုံစံလေးအဲ့ဒါကနံပါတ်1လေးပါရှင်နံပါတ်2ပုံလေးဘယ်သူပြပေးမယ်နော်နံပါတ်2ပုံလေးကကြတော့သူ့ရဲ့လက်မှာကြတော့ကျယ်သီး3လုံးလေးပါပါမယ်ဖြုတ်တက်လုံးလို့မရပါဘူးအယောင်လေးပဲပြထားတာပါပြီးရင်အိတ်ကပ်ကလည်းအယောင်လေးပဲပြထားပါတကယ်အိတ်ကပ်မပါပါဘူးရှင်သူကစတိုင်ပုံစံမျိုးလေးပဲပြထားတာလေဘင်းပုံစံမျိုးလေးကတော့အရန်ကိုလှပါတယ်နောက်ကျောလေးကကြည့်ရင်ဒီပုံစံလေးပါဒါနံပါတ်2ပါရှင်နံပါတ်3ပုံလေးဘယ်သူပြပေးပါမယ်ရှင်နံပါတ်3ပုံလေးကကြတော့အိတ်ကပ်တကယ်အစစ်အောက်မှာပါပါတယ်ရှင်အိတ်ကပ်အစစ်ပါပါတယ်ကျယ်သီးကကြတော့လည်းနှလုံးပုံစံမျိုးလေးပါလက်မှာတော့ဒီမှာကျယ်သီး3လုံးတက်သူကလည်းပါပါသေးတယ်အခုနကနည်းနည်းစင်ပင်မဲ့သူ့မှာကြတကယ်အတူတွေပါတယ်ပေါ့နော်အိတ်ကပ်တွေပါတယ်ဒါပေမဲ့ကျယ်သီးနှလုံးမှာတစ်လုံးပဲတက်လို့ရတယ်ဝေးရလန့်ကြီးဆိုလဲလုံးဝခက်ရှည်လေးတွေပဲနော်အဲ့တော့အရာကြဒီပုံစံအတိုင်းပဲပြီးရင်အဲ့ဒါကဒါလေးကနံပါတ်3မေသူနံပါတ်4ဟာလေးပြပေးပါမယ်ရှင်ဒီနံပါတ်4လေးကကြတော့အိတ်ကပ်မှာအပေါ်အဖက်လေးမပါတော့ဘူးဒါအိတ်ကပ်အစ်စ်လေးပါရှင်ပြီးရင်လက်မှာကျယ်သီး3လုံးလေးပါပါမယ်ဒါလေးလည်းအယောင်ပြထားတာဖြုတ်တက်လို့မရဘူးပြီးရင်ရင်ဘက်မှာဒီလိုမျိုးကျယ်သီးလေးပါမယ်ကုတ်ပုံစံလေးကတော့ဒီပုံစံအတိုင်းလေးပဲပြီးရင်ရင်ဘက်မှာလည်းဒါလေးပါသေးတယ်ပေါ့နော်အဲ့တော့နောက်ကျောကကြည့်ရဆိုလို့ရှိရင်တော့ဒီပုံစံလေးပါဒါလေးကတော့နံပါတ်4ပါရှင်နံပါတ်5ပုံစံလေးမြသူပြပေးမယ်ပေါ့နော်နံပါတ်5ပုံစံမျိုးလေးကကြတော့ဒီမှာအိတ်ကပ်ပုံစံမျိုးလေးပါတယ်ဒါပေမဲ့အိတ်ကပ်အစ်စ်မပါဘူးပေါ့နော်အယောင်လေးပဲပြထားတယ်ပြီးရင်လက်မှာလည်းသူကဘာမှမပါဘူးရိုးရိုးရှင်းရှင်းလေးပဲကျယ်ဒီကကြတော့ဒီမှာနှလုံးလေးပါတယ်ကောက်ပုံစံကဒီပုံစံလေးပဲအကုန်လုံးကအယောင်လေးတွေအကုန်တူတယ်ဒါပေမဲ့ဒီဇိုင်းပုံစံမတူဒါလေးကနံပါတ်5အဲ့ဆိုမြသူနံပါတ်5ကနေပြန်ပြပေးပါမယ်ရှင်ဒါလေးကနံပါတ်5ပါပြီးရင်ဒါလေးကကြတော့နံပါတ်4ပါရှင်ဒါလေးကတော့နံပါတ်3ပါရှင်ဒါလေးကကြတော့နံပါတ်2ပါရှင်ဒါလေးကတော့နံပါတ်1ပါရှင်အယောင်တွေကလုံးဝကိုချစ်စွတ်တူပြင်မဲ့ပုံစံလေးမတူတာပါကိုလိုချင်တဲ့ပုံစံကိုသိချာလေးပြောပြီးမှလာမှာပါရှင်မသူမှားပေးမိမှာဆိုလို့ပါရှင်ကျိုင်းတုံမြို့မှာနေတဲ့သူတွေကတော့လူကိုယ်တိုင်လာရောက်ဝယ်ယူတဲ့အခါကြလို့ရှိရင်တော့ပို့ပြီးတော့အဆင်ပြေပါပေါ့နော်အဝေးကမှားတယ်ဆိုရင်မှားမှာဆိုလို့သိချာလေး screenshot ရိုက်ပြီးနံပါတ်4နဲ့လာပြီးတော့မှားပေးပါလို့ပြောချင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်